နှစ်သိမ့်မှာချတဲ့ plan တွေလေဖေဖော်ဝါရီလရောက်ရင်ဘယ်ရောက်သွားမှမသိတော့ဘူးဆိုတာမျိုးဖြစ်ဖူးကြမှာပေါ့ဟုတ်တယ်မလားကဲအဲ့ဒီမေခွန်းရဲ့အဖြေကိုဒီနေ့ Curtis Leone ရဲ့ self discipline စောက်ထဲကနေအတူတူရှာကြည့်ကြရအောင်ကိုဘဝကိုတကယ်ပြောင်းလဲသွားစေမဲ့နီလန်ကောင်းလေးတွေလည်းပါလာမှာပါအားလုံးလဲကြုံဖူးကြမှာပါရီမန်းချက်အကြီးကြီးတွေချလိုက်တယ်အစပိုင်းမှာတော့စိတ်တွေအရန်တက်ကြွနေတာပေါ့တပြည့်ခဏနေတော့အဲ့ဒီစိတ်ဓာတ်တွေကဘယ်ပြောက်သွားမှန်းတော့မတိလိုက်တော့ဘူးအဲ့လိုဖြစ်တာကိုယ့်တယောက်တည်းပဲလို့မထင်လိုက်ပါနဲ့ကဲဒီနေ့ဘာတွေပြောကြမလဲဆိုတော့အရင်ဆုံး self discipline ဆိုတာဘာလဲ will power နဲ့ဘာကွာလဲဆိုတာကိုကြည့်မယ်ပြီးရင်ဘာလို့ကျွန်တော်တို့မှာစီကံအားနည်းနေရတာလဲဆိုတဲ့အကြောင်းရင်းတွေကိုဖော်ထုတ်မယ်အရေးကြီးဆုံးကတော့လက်တွေ့အသုံးချလို့ရမယ်အဆင့်3ဆင့်ပါ action plan နဲ့နေတိုင်းလုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးလိုပါပြောပြသွားမှာပါကဲပထမဆုံးအပိုင်းကိုဆက်လိုက်အောင်စီကံနဲ့စိတ်သက်ခွင့်အား will power ပေါ့တကယ်တမ်းမှာတို့နှစ်ခုကဘာကွာခြားလဲအောင်မြင်ဖို့တဲ့ will power ပဲလိုတယ်လို့ထင်နေတော့အမှန်တရားကနည်းနည်းလေးကွဲပြားနေပါတယ်ဒီမှာပြထားတဲ့ဥမာတွေကတော်တော်ရှင်းပါတယ် will power ဆိုတာလောက်လွဲနဲ့တူတယ်တစ်ချက်ပစ်လိုက်ရင်အားနဲ့တော့သွားတယ်ဒါပေမဲ့အဲ့ဒါခဏပဲဟုတ်တယ်မလား self discipline ကတော့ marathon ပြေးတာနဲ့တူတယ်ဒီဆိုင်မမနဲ့ခီးဆုံးထိရောက်အောင်သွားနေတဲ့ဆွမ်းရည်မျိုးပါအစာပြောဖို့ will power လို့ပဲမဲ့ခီးဆက်ဖို့ကတော့ self discipline ကအဓိကပါပဲဒါဆို self discipline ဆိုတာတကယ်တော့ဘာလဲဒီစောင်းမှာတော့ရှင်းရှင်းလေးပဲပြောထားတယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေအဖြူမိုတွေကိုထိန်းချုပ်နိုင်စွာမယ်တနည်းပြောရရင်ခံစားချက်တွေအစိတ်ခံရကိုလိုက်လို့နေတာမျိုးမဟုတ်ပဲကိုကကိုယ့်ဘဝရဲ့သခင်ဖြစ်လာတာပေါ့ဟုတ်ပြီ self discipline ကအရေးကြီးတယ်ဆိုတာတော့သိပြီဒါပေမဲ့ဘာဖြစ်လို့များအလောက်ထိလှုပ်ရကြရခက်ခဲနေရတာလဲကျွန်တော်တို့ဘာလို့ဒီလောက်ယုံကန်နေရတာလဲအကြောင်းရင်းတွေကိုကြည့်လိုက်ရအောင်အထူးအချက်ကတော့ self discipline ဆိုတာမွေးတာပါအရေးချင်းမဟုတ်ဘူးဒါကကိုယ်တိုင်လေ့ကျင့်ယူရမယ့် skill တစ်ခုပါအတိတ်ကအတွေ့အကြုံတွေပုံဝင်ခြင်းရဲ့ fear တွေကြာရှုံးမှကြောက်တဲ့စိတ်တွေပြင်းတာတွေအားလုံးကချောင်းရင်းတွေဖြစ်နိုင်တယ်ဒါမဲ့တရင်ကောင်းကပါလဲဆိုတော့ဒါကကျွတ်တားလို့ပဲဗျာလေ့ကျင့်ယူလေးတာမာလေးပါပဲကဲ theory တွေပြောတာတော်လောက်ပြီအခုလက်တွေ့ဘာလုပ်ရမလဲဆိုတဲ့အပိုင်းကိုသွားကြရအောင် self discipline ကိုတကယ်တည်ဆောက်နိုင်မဲ့အဆင့်3ဆင့်ပါလဲ action plan ကိုကြည့်လိုက်ကြစို့အရင်ရိုးရှင်းပြီးတော့အစွမ်းထက်တဲ့အဆင့်3ဆင့်ပဲရှိပါတယ်အဆင့်1ကကိုယ့်ရဲ့ဝါးကိုရှာမယ်ဘာကြောင့်လုပ်ချင်တာလဲပေါ့အဆင့်2ကတော့စင်ချေပေးတာတွေကိုရက်ပစ်လိုက်မယ်နောက်ဆုံးအဆင့်3မှာတော့တကယ်လက်တွေ့ကျတဲ့လှုပ်ဆောင်မှုအစီအရင်တစ်ခုကိုဆွဲကြပါပါအဆင့်1ကိုယ့်ရဲ့ဘာကြောင့်ကိုယ်ရှာဖွေပါဒါကအရေးကြီးဆုံးပဲဘာလို့လဲဆိုတော့လမ်းမှာအခက်ခဲတွေနဲ့တွေ့လာတဲ့အခါစိတ်သက်ကြလာတဲ့အခါမှာဒီဘာကြောင့်ဆိုတဲ့အကြောင်းပြောချက်ခိုင်ခိုင်မာမာကပဲရှေ့ဆက်ဖို့တွားဖိနိုင်မှာပါအကောင်းဆုံးနီလန်တစ်ခုကတော့ဒီလိုစိုင်းနှစ်ခုချရည်ကြည့်တာပါပဲတစ်ဖက်မှာကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်တွားရင်ရလာမယ့်အကျိုးကျေးဇူးတွေနောက်တစ်ဖက်မှာကျတော့ဘာမှမလုပ်ပဲဒီအတိုင်းပဲဆက်နေရင်ကြုံလာရမယ့်ဆုံးရှုံးမှုတွေဒီနှစ်ခုကိုရှင်းကြည့်လိုက်တဲ့အခါရလာတဲ့ခံစားချက်ကအကောင်းဆုံးလောင်စာပါပဲအဆင့်2စင်ချေတွေကိုဆွင့်လွတ်ပါကျွန်တော်တို့အားလုံးရဲ့အကြီးမားဆုံးရန်သူတစ်ယောက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ feel good ဖြစ်မှလုံးမယ်စိတ်ပါမှလုံးမယ်ဆိုတဲ့အတွေ့ပဲဒီစောက်ထဲကစကားတစ်ခုကအရန်ကောင်းပါတယ် self discipline ဆိုတာစိတ်မပါတော့တဲ့အချိန်မှာတော့ကိုယ့်ကိုပန်းတိုင်ပေါ်မှာအာယုံစိုက်နေအောင်လုပ်ပေးတဲ့ရတဲ့ဆိုတာကခန်းစားချက်နောက်ကိုလိုက်နေတာမျိုးမဟုတ်ပဲကိုပေးတဲ့ကတိကဝတ်အပေါ်မှာပဲအခြေခံပြီးလှုပ်ဆောင်အောင်ပါနောက်ဆုံး Century action plan တစ်ခုဖန်တီးမှာကိုယ့်ရဲ့ဘာကြောင့်ဆိုတာကိုသိပြီးစင်ချေတွေကိုလည်းဖယ်ရှားပြီးပြီဆိုရင်အခုအဲ့ဒီအိမ်မက်ကိုလက်တွေ့ဖြစ်ဖြောင်းလဲပြီးမြတ်ဘယ်လိုလုပ်မလဲဆိုတဲ့ season ကိုဆွဲရပါတော့မယ်ကောင်းမွန်တဲ့ action plan တစ်ခုမှာဘာတွေပါတင်လဲဒီမှာပြထားတဲ့အတိုင်းပဲဘာလုပ်မလဲဘယ်ချိန်စမလဲဘာခက်ခဲတွေကြုံနိုင်လဲအဲ့ဒါတွေကိုဘယ်လိုကျော်လွှားမလဲပြီးတော့ကိုယ့်ရဲ့အတူကြမှုကိုဘယ်လိုတိုင်းတာမလဲဆိုတဲ့အတီးကျပါဝိုင်းတင်ပါပဲအစီအစဉ်ကောင်းတစ်ခုရှိတာကမြေပုံကောင်းကောင်းတစ်ခုကင်ထားတာတို့လိုပါပဲလုံးဝလမ်းပြောက်မှာမဟုတ်တော့ဘူးကဲအစီအစဉ်လဲဆွဲပြီးပြီဆိုတော့အဲ self discipline ဆိုတဲ့ကြွတာကိုစပြီးလေ့ကျင့်ခန်းလုပ်ဖို့အချိန်တန်ပါရီအကြီးကြီးစလုပ်ဖို့မလိုပါဘူးဒီလိုသေးသေးမွှားမွှားလေ့ကျင့်ခန်းလေးတွေနဲ့အခုပဲစလိုက်လို့ရပါတယ်ဥပမာဒီတစ်ပတ်မှာဒလီကအစားလေကားကိုပဲတုံးကြည့်ပါဒါကတီးတီးလေးလို့ထင်ရပါနဲ့လွယ်တာကိုမရွေးပဲခက်တာကိုရွေးချယ်လိုက်တဲ့လူရဲ့တိုင်ကကိုယ့်ရဲ့စီကန်းရှိမှုကိုအားကောင်းစေပါတယ်တောင်းမောက်ဒီနေ့အင်အလုပ်တစ်ခုခုကိုအခုချက်ချင်းထပ်လုပ်လိုက်ပါအချိန်ဆွဲနေတာကရက်နေတဲ့ရထားလို့ပဲစထွက်ဖို့ကအားများကြီးလို့တယ်ဒါပေမဲ့တစ်ခါစထွက်သွားပြီဆိုရင်တော့ရှေ့ဆက်ဖို့လွဲတော့ပါပြီဒီတင်းငယ်တဲ့လော့ရက်ကအဲ့ဒီဆက်ကိုစမ်းနှုတ်လိုက်တာပါပဲနောက်တစ်ခါဘက်စကားပေါ်မှာကိုယ့်နေရာကိုတခြားတရားကိုထပေးလိုက်တာမျိုးပေါ့
ဒါကကိုယ့်ရဲ့တက်တောင်တက်ပါဖြစ်ခြင်းနဲ့စိတ်ဆန္ဒကိုခဏဘေးဖယ်ပြီးမှန်တယ်ထင်တဲ့အရာကိုလှုပ်ဆောင်လိုက်တာပါဒါလည်း discipline training တမျိုးပါပဲ အဓိကတော့ဒါပါပဲကိုလှုပ်ချင်စိတ်မရှိတဲ့အရာချီတုံချက်တုံချစ်နေတဲ့အရာကိုလှုပ်လိုက်တဲ့အခါတိုင်းကိုယ့်ရဲ့စိတ်ခံစားချက်နဲ့စန္ဒတွေကိုထိန်းချုပ်ပြီးစီကံတက်ကြချီတောင်လေ့ကျင့်လိုက်တာပါပဲဒီနေ့လှုပ်တဲ့သိငယ်တဲ့လေ့ကျင့်ခန်းတွေကမနှက်ဖြာမှာရင်ဆိုင်ရမယ့်ပိုကြီးတဲ့စင်ခေါ်မှုတွေအတွက်အုံမြစ်ချပေးနေတာပါ ပြီးတော့ဒါကိုလည်းမမိပါနဲ့တကယ်အခြေခံအကြားဆုံးအရာတွေပါလုံလောက်တဲ့အိတ်ဆက်ချင်းကျမကြီးနဲ့ညီညွတ်တဲ့အစားအသောက်ပုံမှန်လေးချင်းခံလုံထားတွေကကိုယ့်ရဲ့ကိုယ်ခန္ဓာကိုရောစိတ်ကိုရော self control လုပ်နိုင်စွမ်းကိုတိုက်ရိုက်အထောက်အကူပြုတယ်ဆိုတာသူတိထနာတွေကတည်တည်ပြထားပါတယ် ဒီတော့ဒီနေ့တင်ဆက်မှုတစ်ခုလုံးရဲ့နှစ်ထုတ်ကတော့ရှင်းရှင်းလေးပါပဲကိုယ့်ရဲ့စိတ်ကြီးခိုင်းရနောက်ကိုလိုက်နေတဲ့ကြီးကျွန်းတွေတော့အဖြစ်ကနေကိုယ့်အပြုမှုကိုကိုယ်တိုင်ရွေးချယ်ခွင့်ရှိတဲ့ဘဝရဲ့ပက်ကန့်ချင်းတွေတော့ဖြစ်လာနိုင်တယ်ဆိုတာပါပဲ ကဲအခုဒီတင်ဆက်မှုကိုကြည့်ပြီးတော့အခါချက်ချင်းလှုပ်ဆောင်နိုင်တဲ့စီကန်းရှိတဲ့ရွေးချယ်မှုတစ်ခုကဘာဖြစ်မလဲအချင်းဆွဲနေတဲ့အလုပ်တစ်ခုကို9မိနစ်လောက်လုပ်ကြည့်မလားဒါမှမဟုတ်ဖုန်းကိုပဲတနားရီလောက်ပိတ်ထားကြည့်မလားအရေးကြီးတာကပထမဆုံးခြေလမ်းကိုအခုပဲလမ်းလိုက်ဖို့ပါပဲ